င်္ဂလာပါရှင်အချိုပွဲတွေထဲမှာတော့စားလို့ရမ်းကောင်းတဲ့ကြက်ဥဂျုံပူတင်းလေးလှုပ်ရှားပြစ်လို့ပြန်လဲမျှဝေတာဖြစ်ပါတယ်ရှင်ပါဝင်ပစ္စည်းဖြစ်တဲ့နွားနို့နှစ်ခွက်ကိုတော့နာလေးစုအောင်တည်ပေးထားလိုက်ပါတယ်ရှင်ကြက်ဥ3လုံးတကြား9စွန်စားနှင်းငယ်ထည့်ပြီးကြေအောင်ဝှေထားပေးလိုက်ပါတယ်ရှင်တကြားနဲ့ကျက်ဥအရေးပြောပြီးဆိုရင်တော့ကြိုထားပြီးသားနွားနို့တွေဖြည်းဖြည်းချင်းထည့်ပေးရမှာဖြစ်ပါတယ်ရှင်ပြီးရင်တော့ဗတ်စုံ3ဂျုံမုတ်စံချိန်ခွက်နဲ့တစ်ခွက်ခွဲကိုစကားနဲ့စစ်ပြီးထည့်ထားပေးလိုက်ပါတယ်ရှင်ဂျုံမုတ်ကြေသွားတဲ့အထိတမအောင်မှွေပေးရမှာဖြစ်ပါတယ်ရှင်ပြီးရင်တော့နာရီခွက်ခန့်နှက်ထားပေးရမှာဖြစ်ပါတယ်နှက်ထားပြီးသားမုံနစ်တွေကိုတော့မုတ်သားလေးနူးညံ့စေဖို့အတွက်စကားလေးနဲ့ပြန်စစ်ပြီးစတင်ကြိုပေးလို့ရပါပြီရှင်မုတ်ကြိုတဲ့အခါမှာတော့စိတ်ရှည်ရှည်နဲ့နာလေးကြိုပေးရမှာဖြစ်ပါတယ်ထောပတ်စီလေးလည်းအနည်းငယ်ထည့်ပေးဖို့လိုပါတယ်ရှင်ထောပတ်စီမရှိလဲရိုးရိုးစီလေးကိုအသုံးပြုလို့ရပါတယ်မုတ်ဖုံးမဲ့ဘန်းထဲကိုတော့ထောပတ်စီအနှဲငယ်ထည့်ပေးထားဖို့လိုပါတယ်ရှင်။ပြောင်ပြောင်တင်းတင်းလေးအနေထားရောက်ပြီဆိုရင်တော့မိမိစိတ်ကြိုက်ဘန်းထဲကိုထည့်ပေးလို့ရပါပြီရှင်။ဘန်းထဲထည့်တဲ့အခါမှာတော့လေမခိုစေဖို့အတွက်အနှဲငယ်စောင့်ပေးရမှာဖြစ်ပါတယ်။မျက်နှာပြင်မှာလည်းထောပတ်စီအနှဲငယ်တုပ်ပေးဖို့လိုပါတယ်ရှင်။ကျမကတော့ air fryer နဲ့กินတဲ့အခါမှာအပူချိန်200နဲ့မိနစ်20တခါအပူချိန်180နဲ့15မိနစ်တခါပုံစံ2မျိုးပြုလုပ်ထားလိုက်ပါတယ်ရှင်။ဂျိုးတူတူလေးစားချင်တဲ့သူတွေအတွက်ကတော့အပူချိန်200ပြုလုပ်ပေးဖို့အကောင်းဆုံးဖြစ်ပါတယ်ရှင်။2 နာရီလောက်အေးခံပြီးရင်တော့ကြက်ဥဂျုံပူတင်းလေးရပါပြီရှင်။